မြို့ပြရဲ့မီရောင်တွေမိန်နေတဲ့ညကျွန်တော်ရင်ထဲမှာမိခိုးတွေပဲဝေနေတယောက်တည်းလမ်းလျှောက်တိတ်ကိုပြန်တွေ့ဘယ်သူမှမရှိတဲ့ဒီမျိုးထဲမှာကိုဟာပြောင်းဆုံးဒီအလွမ်းညာကိုစားတော့မဲ့ပုံလင်းမဲ့တဲ့ညမှာကိုတယောက်ထဲချမ်းဘသူကိုမှအားမကိုပဲအမောင်ထဲမှာရန်မင်းရဲ့မျက်နှာမမိနေတော့ပဲဒါပေမဲ့အခုတော့မင်းဟာအရေးတစ်ခုလိုပဲGetting by